စကားတစ်ခုနဲ့လူတစ်ယောက်ရဲ့ဂျမ်းမာရေးကိုပြောင်းလဲပေးနိုင်တဲ့ဆိုရင်ရောယုံနိုင်မလားယိုရှင်းတယ်လို့ထင်ရနိုင်ပေမဲ့တကယ်တော့ဂျမ်းမာရေးအကြောင်းပွင့်ပွင့်လင်းလင်းပြောဆိုတာကအရန်ကိုအစွမ်းထားတဲ့လုပ်ရက်တစ်ခုပါဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုပဲအတူတူဆွေးနွေးကြည့်ချင်ပါတယ်လူသားတွေရဲ့ဂျမ်းမာရေးတွေမရှိမဖြစ်လို့အပ်တဲ့အချက်တွေနဲ့ဒီအကြောင်းအရာတွေကိုပြောဆိုခြင်းရဲ့အရေးပါပုံကိုစပြီးလေ့လာကြည့်ကြရအောင်ကဲဒီမှာကြည့်လိုက်ပါကျမရဲ့နဲ့ပတ်သက်တာဆွေးနွေးကြည့်ကြမယ်အရာရိုးရှင်းတဲ့စာကြောင်းလေးနော်ဒါပေမဲ့ဒါကစာကြောင်းတစ်ကြောင်းထက်အများကြီးပိုပါတယ်ဒါကတစ်ခါတစ်ချက်ကိုဖွင့်ပေးလိုက်သလိုပဲကိုအတွက်ရောကိုချစ်ရတဲ့သူတွေအတွက်ပါပိုကောင်းတဲ့ကျမယူကိုတွားဖို့ဖိတ်ခေါ်လိုက်တဲ့ဖိတ်ခေါ်တဲ့တစ်ခုပါဒါဆိုဒီလောက်ရိုးရှင်းတဲ့စကားလေးတစ်ခုကဘာလို့များဒီလောက်တောင်အစွမ်းထက်နေရတာလဲကဲအခုဆိုရင်စကားပြောဆိုခြင်းရဲ့စွမ်းမကအကြောင်းဘာကြောင့်ဆွေးနွေးတင်တယ်ဆိုတာကိုကြည့်ကြရအောင်ဒါကအဓိကကြားတဲ့မိခုံပဲပေါ့ဟုတ်တယ်မလားကျိုးတို့တွေကတခြားအကြောင်းအရာတွေအများကြီးကိုပြောကြတယ်ရုပ်ရှင်အကြောင်းအားကစားအကြောင်းနိုင်ငံရေးအကြောင်းဒါပေမဲ့ကိုကျမ်းမာရေးအကြောင်းကြတော့ပြောဖို့ဝင်လေးနေကြတယ်ဘာကြောင့်လဲပြီးတော့ဘာကြောင့်ကြားကိုပြောဆိုဖို့ကဒီလောက်တောင်အရေးကြီးနေရတာလဲကဲအဲ့ဒီအဖြေကိုရှာကြည့်ကြအောင်ဒီမှာကြည့်ရှင်းလေးပဲတစ်ဖက်ကတိတ်ဆိတ်ချင်းနောက်တစ်ဖက်ကဆွေးနွေးချင်းတိတ်ဆိတ်နေရင်ဘာထင်မလဲအထီးကျန်တယ်တယောက်ထဲခံစားနေရတယ်ဘာမှရှေ့မဆက်နိုင်ပဲတနေရာထဲမှာရက်နေတယ်လို့ပဲအခုညီလဲတောင်းမရဘသူကမှလည်းကိုပါထင်နေလဲမသေးဘူးဒါပေမဲ့ဆွေးနွေးလိုက်တဲ့အခါမှာတော့အချင်းတွေကလုံးဝပြောင်းပြန်ပဲလူတွေကြားမှာဆက်သွယ်မှုတွေရှိလာတယ်အချင်းချင်းနားလည်မှုတွေတိုးလာတယ်အဲ့ဒီကနေမှရှေ့ဆက်ဖို့တိုးတက်ဖို့လမ်းစားတွေပေါ်လာတာပေါ့ဒါကအမောင်နဲ့အလင်းလိုပဲကြွားကြပါတယ်ဆိုတော့ဒီလိုစကားပြောဆိုခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲအများကြီးပဲပထမဆုံးကတော့အချင်းချင်းနားလည်မှုတည်ဆောက်ပေးတယ်နောက်ပြီးတော့တယောက်ကိုတယောက်အားပေးကူညီနိုင်တဲ့ support system တခုဖြစ်လာစေတယ်ပြီးတော့ပြဿနာတွေမှာဖြစ်ခင်ကြိုတင်ကောက်ွယ်နိုင်တာမျိုးနောက်ဆုံးအနေနဲ့ကျမရဲ့ဆိုတော့ရှက်စရာဖာထားရမယ်အကြောင်းလည်းမဟုတ်ပဲပုံမှန်စကားဝိုင်းတွေကတခုဖြစ်လာအောင် normalize လုပ်ပေးနိုင်တာပေါ့အလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေ Okay ဘာကြောင့်ဆွေးနွေးရမလဲသိပြီဆိုတော့နောက်တစ်ဆင့်ဘာတွေကိုဆွေးနွေးကြမလဲကျမရဲ့အဓိကကြတဲ့အချက်တွေပေါ့ဒါမှဆုံးကအားလုံးသိပြီးသားဖြစ်တဲ့အချက်ကတော့ခန္ဓာကိုယ် the body ပေါ့ဟုတ်တယ်ကောင်းကောင်းစားတာလေ့ကျင့်ခန်းလုပ်တာအေးဝအောင်အေးတာတွေပေါ့ဒါမဲ့ဆွေးနွေးတဲ့ဆိုတာကဒါတွေချက်ပို့ပါတယ်ဥပမာကိုစားလိုက်တဲ့အစားအစာကကိုယ့်ရဲ့စွမ်းရည်ပေါ်ဘလို့တဲ့အောင်လဲအေးမဝရနေတယ်မှာဘာတွေပိုစားခြင်းစစ်ဖြစ်လဲဒီအချက်တွေအကုန်လုံးကတစ်ခုနဲ့တစ်ခုဘလို့ဆက်ဆက်နေလဲဆိုတာကိုနားလည်ဖို့ကအရေးကြီးဆုံးပဲဒါကပထမမှန်နိုင်ပါဒါပေမဲ့ခန္ဓာကိုယ်တစ်ခုတည်းနဲ့တော့မပြီးသေးဘူးဒုတိယမှန်တိုင်းကစိတ်တမိုင်းမှာစဉ်းစားကြည့်လေကွန်ပျူတာတစ်လုံးမှာ hardware ကောင်းနေရုံနဲ့မရဘူးသူကို run ပေးမဲ့ software operating system ကောင်းဖို့လည်းလိုတယ်မလားစိတ်ကြမ်းမာရေးကအဲ့ဒီလိုပဲစိတ်ထဲမှာပူပန်နေရင်စိတ်ဖြီးစည်းမှုတွေများနေရင်ခန္ဓာကိုယ်ကဘယ်လိုလုပ်ကောင်းကောင်းလုံနိုင်တော့မလဲဆိုတော့စိတ်ရဲ့ငြင်းချမှုကလည်းခန္ဓာကိုယ်ကြမ်းမာရေးလောက်ကိုအရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့ပေါ်ဝင်းချင်း the community ပါလူဆိုတာတယောက်တည်းနေလို့မရဘူးလေကိုဘေးနာကလူတွေကိုရဲ့မိသားစုတငယ်ချင်းတွေကကိုချမ်းမရွေးပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်အားပေးမဲ့သူတွေရှိနေတာနဲ့တယောက်တည်းရုန်းကန်နေရတာနဲ့ကလုံးဝမတူဘူးလေကိုရဲ့လူမှုဆက်ဆံရေးတွေကလည်းကိုချမ်းမကြီးရဲ့ရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုပါပဲကောင်းပြီဘာကြောင့်ရဲ့ဘာတွေရဲ့ကိုသိသွားပြီအခုအရေးကြီးဆုံးအပိုင်းဘလို့ဆွေးနွေးမလဲဒါကတကယ်လည်းတို့အပိုင်းပဲဒီတော့အဓိပ္ပာယ်ရှိတဲ့စကားပိုင်းတစ်ခုဖြစ်ထိုးအထွက်လိုက်နာတဲ့အဆင့်လေးဆင့်ရှိတယ်နံပါတ်1ကိုချင်းစာစိတ်နဲ့နားထောင်ပါသူပါပေါ်မလဲဆိုတာကိုတကယ်စိတ်ဝင်စားနဲ့နားထောင်ပေးတာမျိုးပေါ့နံပါတ်2ပွင့်ပွင့်လင်းလင်းမျှဝေပါကိုကပွင့်လင်းမှာတခြားသူကလည်းယုံကြည်ပြီးပွင့်လင်းလာပါလေနံပါတ်3စူးစမ်းတဲ့မြေပုံနဲ့မေးပါဟုတ်လားဘလို့ဖြစ်တာလဲဆိုတာမျိုးပေါ့ဒါကကိုတကယ်ဂရုစိုက်ကြောင်းပြတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့သူ့ကိုအပြစ်တင်ဖို့အဆုံးဖြတ်ပေးဖို့နားထောင်တာမဟုတ်ပဲနားလေပေးနိုင်ဖို့ကြိုးစားပါဒီလိုဆိုရင်ဘယ်သူမှဆိုပွင့်ပွင့်လင်းလင်းပြောရဲလာမှာပါကဲဘာကြောင့်ဘာတွေဘလို့အကုန်သိပြီဒါပေမဲ့သိနေရုံနဲ့မပြီးဘူးလေလက်တွေ့လို့ဖို့လို့တယ်ဆိုတော့အခုအဲ့ဒီဖိတ်ခေါ်တန်းလေးဖို့လက်တွေ့ fit ပြောင်းလဲဖို့အချိန်ကြပါပြီတကယ်တော့လေစကားဝိုင်းတစ်ခုတည်းကအရာအလုံးကိုပြောင်းလဲနိုင်စွမ်းရှိပါလေအစပိုင်းမှာတော့တေးသေးလေးလို့ထင်ရနိုင်တယ်ဒါပေမဲ့အဲ့ဒီကနေမှနားလည်မှုတွေအားပေးမှုတွေနောက်ဆုံးမှာပိုကောင်းတဲ့ကျမရေးဆိုတဲ့အပင်ကြီးတစ်ပင်ဖြစ်လာနိုင်ပါလေလုံးဝရှော့မတွတ်သင့်ဘူးဒီတော့အစခဲ့တဲ့နေရာကိုပြန်ရောက်လာပြီကျမ်းမာရေးနဲ့ပကတာဆွေးနွေးကြည့်ကြမယ်ဒါပေမဲ့အခုဒါကိုကြည့်တဲ့အမြင်တူတော့မှမဟုတ်ဘူးဟုတ်ဒါကစတဲ့ချောင်းမဟုတ်တော့ဘူးဒါကတူးတစ်ခုတော့တစ်ချောင်းဖြစ်သွားပြီပိုကောင်းတဲ့ကျမ်းမာရေးအတွက်တကားကိုဖွင့်ပေးနိုင်မဲ့တော့တစ်ချောင်းပေါ့ကဲအဆုံးမတက်ခင်မှာဒီမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါလေ
အခုစိတ်ထဲမှာလူတစ်ယောက်ကိုမြင်အောင်ချီလိုက်ကိုယ့်ရဲ့မိသားစုဝင်လားတငယ်ချင်းလားလက်တွဲဖော်လားအဲ့ဒီလူနဲ့ဒီစကားဝိုင်းကိုဘသူကစတင်ပါလဲပထမဆုံးခြေလှမ်းကအရေးကြီးဆုံးပဲလေဒီတော့ဘသူနဲ့စပြီးဆွေးနွေးကြည့်မလဲ